မင်္ဂလာပါတာမီတို့ရေဒီနေ့ပြောပြမယ့်ပုံပြင်လေးကတော့ခွဲခြားဆက်ဆံသောမိမိတဲ့ဒီခါတော့ကအိတ်တိမ်မှာမိသားစု3ယောက်ရှိတယ်တဲ့မိမိရဲ့သမီးလေး2ယောက်ရေပေါ့မိမိကသမီး2ယောက်လုံးချစ်တဲ့စာတင်တဲ့အရွယ်ကိုရောက်တဲ့အခါမှာတော့စာတော်တဲ့သမီးလေးကိုပဲမိမိကပို့ပြီးတော့မှအလိုလိုက်တာပေါ့နော်စာတော်တဲ့သမီးလေးရဲ့နာမည်ကမိချောလို့ခေါ်ပြီးတော့စာမတော်တဲ့ကလေးလေးရဲ့နာမည်ကြတော့မိစိန်လို့ခေါ်တယ်တဲ့တနေ့ပြီးတနေ့စာတော်တဲ့မိချောလေးကိုပဲမိမိကပို့ပြီးအလိုလိုက်နေတာပေါ့မိစိန်လေးကစာမတော်ပေမဲ့တဲပကြီးပုံပေါ်တာကိုတော့သူကသဘောကျတယ်တဲ့တဲပကြီးဆိုတာတာမီတို့သိကြတယ်မလားတနေ့မှာတော့မိစိန်လေးကသူပုံပေါ်ထားတဲ့တဲပကြီးလေးကိုမိမိကိုပြလိုက်တာပေါ့ဒီခါမှာမိမိကသမီးရေအဲ့ဒါတွေကအရင်မကြည့်ပါဘူးကွယ်မေမေဒါကသမီးရဲ့ဝါသနာလေးသမီးဝါသနာကိုမဖြည့်ဆည်းပါနဲ့အဲ့ဒါဆိုစာမွေးမှာ A+ ရရင်သမီးလိုချင်တဲ့ပစ္စည်းတွေဝယ်ပေးမယ်လေဒီလိုနဲ့ပဲမိချောနဲ့မိစိန်ကပုံမှန်ဆိုရင်ည9နာရီမှအိတ်ကြတယ်ဒါပေမဲ့မိစိန်ကတော့အခုဆိုရင်ည7နာရီအထိကိုသူစာလုပ်နေပြီပေါ့ကဲစာမေးပွဲဖြေပြီးလို့စာမေးပွဲ result တွေထွက်လာတဲ့အခါမှာတော့မိစိန်က B ပဲရပြီးတော့မှမိချောလေးကတော့ A+ ရသွားတယ်တဲ့မိစိန်လေးကတော့ဝမ်းနေရှာတာပေါ့ဖြည်းဖြည်းနဲ့မိစိန်ရဲ့အသက်က10နှစ်ကိုရောက်တဲ့အခါမှာတော့မိချောလေးရဲ့အနိုင်ကျင့်ခြင်းကိုခံရတာပေါ့မိချောကနင်ကအမလို့လာမခေါ်နဲ့ဘာဖြစ်လို့လဲအမညီမပါမလို့လဲအေးမှားတယ်ငါတငယ်ချင်းနင်းညမစာရမ်းညံ့တာပဲလို့ပြောတယ်တိရလည်းမဟုတ်နေ့ရလည်းမဟုတ်နေ့တာဒါပေမဲ့နင်းမျက်နှာနေချင်းထွက်သွားအဲဒီအချိန်မှာစာညံ့တဲ့မိစိန်လေးကိုသူ့အမနဲ့တငယ်ချင်းတွေကလောင်ပြောင်ရေမောကြတယ်တဲ့အိမ်ပြန်ရောက်တော့မိစိန်ကမိမိကိုသူဖြစ်ခဲ့တဲ့မြအကြောင်းဆုံးကိုပြန်ပြီးတော့မှတိုင်ပြောတာပေါ့နော်ဒီကမှာတော့မိမိကလည်းတမီးငယ်လေးမိစိန်ကိုတနာပြီးတော့မှသူ့ရဲ့ဝါရဏကိုထောက်ပံ့ပေးမယ်လို့ဆုံးဖြတ်လိုက်တယ်တဲ့မိစိန်လေးကသူဝါနာပါတဲ့တဲဘက်ကြီးမှာထူးချွန်တာကြောင့်တငယ်ချင်းတွေကတဖြည်းဖြည်းနဲ့မိစိန်လေးပို့ပြီးတော့မှခင်းထားကြတယ်တဲ့စာတော်တဲ့မိချောလေးကိုတော့တငယ်ချင်းတွေကတိတ်ပြီးတော့မခင်ကြတော့ဘူးပေါ့ဒီအခါမှာတော့မိချောလေးကစာမတော်ပေမဲ့ပကြီးမှာထူးချွန်တဲ့ညီမလေးမိစိန်လေးကိုပို့ပြီးတော့မှနားလည်သွားခဲ့တာပေါ့နော်ဒီလိုနဲ့မိချောကညီမလေးမိဆိုင်ရေးညီမလေးကိုအထင်သေးပြီးခွဲခြားဆက်ဆံခဲ့ပြီလို့တောင်းပန်ပါတယ်နော်ရပါတယ်မမအမေလည်းသမီးကိုခွဲခြားဆက်ဆံမိတယ်လို့ဖြစ်သွားလို့တောင်းပန်ပါတယ်နော်ရပါတယ်မေမေဒီလိုနဲ့အဲ့ဒီအချိန်ကနေစပြီးတော့မှမိချောတို့မိသားစုကတယောက်နဲ့တယောက်ပြန်လဲနားလဲကြပြီးပျော်စရာကောင်းတဲ့မိသားစုလေးတစ်ခုဖြစ်သွားခဲ့တာပေါ့ကွယ်ကဲပုံပြင်လေးကတော့ဒါပါပဲတသားမီတို့ကြီး